လူဘုံလူဘဝကကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာနတ်ပြည်ရောက်သွားရင်နတ်ချမ်းသာကလူချမ်းသာတဲ့ပိုချမ်းသာအဲ့တော့လူဘုံနဲ့နတ်ဘုံဆိုတာဆက်ဆက်ပြီးတော့နေကြတာဖြစ်လို့နတ်တွေကလည်းဒေဂန်ဒီဆိုလို့ရှိရင်ဒေဂန်ဒီနမိတ်ပြနေတဲ့နတ်တွေကိုသူဂတိဘုံဆိုတဲ့လူဘုံကိုတွားရောက်ဖို့တိုက်တွန်းနှိုးဆော်လေးရှိကြတယ်လူဘုံဟာနတ်တွေဖို့စီးပွားရှာလို့အကောင်းဆုံးဘုံလို့ရှုစားတဲ့သဘောရှိတယ်လူပြည်မှာကုသိုလ်ကောင်းမှုလုပ်ပြီးတော့နတ်ပြည်မှာစိစေဥစ္စာခံစားကြရတယ်တော့အဲ့ဒီအကျိုးကြောင့်ကိုသိနေသည့်အတွက်ကြောင့်လူဘုံကိုတွားခိုင်းတယ်လူဘုံရောက်တဲ့အခါကျတော့ရှုံကြည်မှုတရားတရားကိုတိဆောက်ပြီးထိုတရားတရားအခြေခံကကုသိုလ်ကောင်းမှုတွေကိုလုပ်ကြတယ်လုပ်ပြီးရင်နတ်ပြည်ကိုပြန်ကြတယ်ဆိုအဲ့ဒီသဘောပဲအဲ့တော့ကာမဘုံအချင်းချင်းမှာလူဘုံနဲ့နတ်ဘုံဟာစိတ်နေသဘောထားတွေကများစွာကွဲပြားမှုမရှိကြဘူးမရှိလို့ဟောတဲ့တရားတွေကလည်းပဲလူသားတွေကိုဟောတဲ့တရားမျိုးလို့နတ်ဟောတဲ့တရားထပ်တူညီများလောက်ဖြစ်နေတယ်နော်ထပ်တူညီများဖြစ်နေအဲ့တော့မသိခင်လောရမယ့်အချက်တွေနဲ့ပတ်သက်ပြီးတော့ဒီရှိတဲ့ရှိလိုက်တဲ့စိတ်နှလုံးအေးချမ်းမှုငြိမ်သက်အေးချမ်းတဲ့တကယ်သူတော်စင်ပုဂ္ဂိုလ်ဖြစ်ဖို့အတွက်စိတ်နေသဘောထားတွေဘယ်လိုထားရမလဲဆိုတာနေမိတဖယားမေးတဲ့မေကုန်းကိုခြေခံပြီးတော့ရသော်ဗျာကဟောကြားတာဖြစ်တယ်ပေါ့ဒီနေ့အပိုင်း6မှာလာဘကမြနသိက္ခတိအလဘိသနာကုပ္ပတိအဝိရုဒ္ဓောသတဏှာယရတေတုနာနုခိစ္စတိလူတွေရဲ့ကိုယ်ကျင်တရားနဲ့ပတ်သက်တဲ့ဒီအဖြစ်လေးဟာလူလောကမှာဖြစ်လေဖြစ်တာရှိတာတွေကြီးပဲအဲ့တော့ဆိုလိုတဲ့အဓိပ္ပာယ်ကလာဘကမြနသိက္ခတိလလဘအတွက်တရားဓမ္မကိုသင်တဲ့လူမဟုတ်ဘူးအဲ့တော့လောကီပညာရပ်တွေကတော့လလဘအတွက်သင်ညာတာစီဝါရှာဖို့ဝိจิตနာရဖို့လောကီပညာရပ်တွေကတော့အလိုပဲသင်ညာတာသို့တော့မြတ်စွာဘုရားရဲ့တရားဓမ္မကိုသင်ယူတဲ့အခါမှာလာဘကမြလလဘရခြင်းလို့ဝိจิตနာရခြင်းလို့ဆိုတဲ့ရွှေခြင်းနဲ့မသင်ရဘူးလို့ဆိုလို့တယ်အဲ့လိုသင်ရင်ဘာလို့တော့ဆိုတဏှာလောဘဥဆောင်ပြီးတော့သင်တာဖြစ်တယ်ဓမ္မဆိုတာယင်နယ်ကတဏှာကိုငြိမ့်တတ်ရမှာဖြစ်တယ်ယင်နယ်ကတဏှာကိုမငြိမ့်တတ်နိုင်တဲ့ဒုက္ခတွေကိုရှင်းနိုင်မှာမဟုတ်တဏှာရှိနေသည်တမျှကာလပတ်လုံးဆိုရင်တော့ကဆိုတာရှိနေမှာပဲဖြစ်တယ်နော်တွေ့တာမှုရှိနေတဲ့တရားမှန်သမျှတောကဆိုတာရှိတာပဲဒါကြောင့်မြတ်စွာဘုရားကပိယတောသတိတောကောဆိုတာလေရှင်းရှင်းလေးဟောထားတာနော်လောကလူတွေတောကဖြစ်တာဆိုတာဘယ်လာတာတော့ဘာကြောင့်ဖြစ်တာတော့ဆိုချစ်ခင်တွေ့တာမှုကလာတာပဲပစ္စည်းကိုဖြစ်စေသက်ရှိထင်ရှားတဲ့လူကိုပဲဖြစ်စေတော့လူပုဂ္ဂိုလ်ပဲပုဂ္ဂိုလ်လူတရားပဲဖြစ်စေပိုင်ဆိုင်တဲ့သက်မဲ့ပစ္စည်းပဲဖြစ်စေတွေ့တာမှုရှိနေပြီဆိုလို့ရှိရင်အဲ့ဒီတွေ့တာမှုကိုအခြေခံပြီးတော့စိတ်ပူပန်မှုဆိုတဲ့တောကလာတာပဲအဲ့ဒါလုံးဝထင်ရှားတဲ့အရာတစ်ခုပဲကိုတွေ့တာနေတဲ့အရာတစ်ခုပျက်စီးတော့မယ်ဆိုရင်လူဟာပူလောင်ကြတယ်ပျက်စီးပြီဆိုရင်လည်းပူလောင်ကြတယ်ပျက်စီးပြီးသွားရင်လည်းပူလောင်ကြတယ်ဥပမာမဲ့ကိုမိသားစုတွေကဆွေမျိုးညာတိတူယောဂဖြစ်နေတယ်ဆိုရင်စိတ်ပူကြတယ်ဘာလို့တော့ဆိုကိုယ်နဲ့ပတ်သက်တာကိုယ်နဲ့ပတ်သက်နေတော့စိတ်ပူတာပဲတခုဖြစ်သွားပြီဆိုရင်လည်းစိတ်ပူကြတာပဲ
ဖြစ်ပြီးတဲ့နောက်မှလည်းပူတာပဲမဖြစ်ခင်ကလည်းကြိုပူတာပဲအဲ့တော့တောကဆိုတဲ့ရှင်တွဲမှာမငြိမ်းချမ်းတဲ့ပူလောင်မှုဟာဘာကိုမြစ်ဖြားခံလာတယ်လဲဆိုရင်တွေ့တာမှုတဏှာချစ်ခင်မှုကိုမြစ်ဖြားခံလာတယ်ဘလောက်ထင်ရှားတော့ဆိုရင်ကိုယ်နဲ့မပတ်သက်ဘူးဆိုရင်ဘယ်သူမှတောကမဖြစ်ကြဘူးကိုယ်နဲ့မပတ်သက်တဲ့လူသိဆုံးတဲ့သတင်းကြလဲမတုံ့လို့ကြဘူးကိုယ်နဲ့မပတ်သက်တဲ့ပစ္စည်းပြတ်တဲ့သတင်းကြလဲမတုံ့လို့ကြဘူးအဲ့ဒါဘာကြောင့်မတုံ့လို့တာတော့တွေ့တာမှုဆိုတဲ့ပတ်သက်မှုမရှိလို့ပဲကိုယ်နဲ့ပတ်သက်တဲ့ပစ္စည်းဥစ္စာပင်ဖြစ်နေတဲ့ကစားကိုယ်လည်းကနေပြီးတော့လွတ်လိုက်တာနဲ့တွေ့တာမှုကပျောက်သွားတယ်လေအဲ့ဒီပစ္စည်းတွေမပူပါတော့ဒါအလုံးကိုထင်ရှားတယ်ပေါ့အဲ့တော့ဒီအခုလိုတရားဓမ္မဆိုတာတွေ့တာမှုကိုကြောင်းပြပြီးတော့လက်လက်ပါလိုချင်လို့သင်္နာမျိုးကမဖြစ်သင့်ဘူးလို့ဝိကြေဒနာပေါ်မှာတွေ့တာဖို့မဟုတ်ဘူးတွေ့တာမှုကိုဖယ်ရှားနိုင်မှသူကတောကကိုဖယ်နိုင်မှာပဲဖြစ်တယ်လူတွေကတောကကင်းကင်းနဲ့နေကြကြတယ်သို့တော့တွေ့တာမှုကိုမဖယ်နိုင်ဘူးဆိုရင်ဘယ်နည်းနဲ့မှမျောလင်းချက်ကရမှာမဟုတ်ပါဘူးဒါကြောင့်မို့တရားဓမ္မသင်တဲ့အခါမှာတွေ့တာမှုတဏှာကိုဖယ်ရှားနိုင်ဖို့အတွက်တရားမှဖြစ်လို့လာဘကမြာနသိက္ခတိလာလဘလိုချင်လို့သင်တဲ့လူမဟုတ်ရဘူးတရားဓမ္မကိုသင်တာလာလဘအတွက်မဟုတ်ဘူးလို့ဆိုလိုတယ်ပေါ့အဲ့တော့လာလဘအတွက်သင်တာမဟုတ်တယ်လို့လူတွေရဲ့သဘောကလိုချင်တယ်ရရင်ဝမ်းသာတယ်မရရင်ဘာဖြစ်တော့စိတ်ဆိုးတယ်စိတ်ပြက်တယ်နော်အဲ့တော့အဲ့ဒါနှစ်ခုကဆက်ဆက်နေလိုချင်တယ်ရရင်ဘာဖြစ်လဲရရင်ပိုးလိုချင်တယ်မရရင်ဘာဖြစ်တော့စိတ်ဆိုးတယ်စိတ်တက်ကြတယ်အဲ့ဒါကြောင့်မို့ဆက်ပြီးတော့မြတ်စွာဘုရားဖြေတယ်အလဘေသနာကုပ္ပတိမရဘူးဆိုရင်လည်းစိတ်ဆိုးတာစိတ်ပြက်တာမဖြစ်ရဘူးရှားဖို့အတွက်လည်းမကြိုးစားနဲ့မရတဲ့အခါမှာလည်းစိတ်ပြက်ဖို့မရှိဘူးစိတ်မပြက်ရဘူးလို့သူတို့ဆိုလိုတယ်ရသည်ဖြစ်စေမရသည်ဖြစ်စေအဲ့တော့အကယ်၍ရဖို့တင်နေဆိုလို့ရှိရင်စိတ်ပြက်မှုကနောက်ကဆက်လိုက်လာမှာပဲလေဒါကြောင့်မို့တရားဓမ္မတင်တဲ့အခါမှာလလဘလိုချင်လို့တင်တာမဖြစ်ရဘူးမရရင်လည်းပဲစိတ်ပြက်တာမဖြစ်ရဘူးအဝိရုဒ္ဒောစာကိုယ့်ရဲ့အနေထိုင်အပြောဆိုအမူအရာတွေဟာဓမ္မနဲ့မဆန့်ကျင်ရဘူးလို့ဆိုလိုတယ်တရားနိလန်းတိုင်းပဲကျင့်သုံးနေထိုင်ရမယ်ကိုချင်းတရားနဲ့ဆန့်ကျင်မဲ့မဖြစ်စေရဘူးအပြစ်ကင်းတဲ့ကိုချင်းတရားတွေနဲ့ဆန့်ကျင်မဲ့မဖြစ်စေရဘူးဒါလည်းအလွန်ရေးကြီးတဲ့ချက်ပဲတဏှာယရတေတုနာနုခိစ္စတိရတ္တဆိုတဲ့အာယုံပေါ်မှာတဏှာဖြင့်မက်မောမောမရှိစေရဘူးဒါလူတွေဟာမျက်စိအမြင်ရတဲ့အစဉ်နားကြရတဲ့အသံအဲ့ဒီအာယုံဒီတဲ့ရှာနဲ့ထိတွေ့ရတဲ့ရတ္တယုံကပို့ပြီးတော့လူတွေဖို့ဆွဲမဲ့တယ်ရတ္တတဏှာလို့ခေါ်တယ်အဲ့ဒါပို့ဆွဲမဲ့တယ်ဘာလို့လဲဆိုရင်မကြည့်ပဲလဲနေနိုင်တယ်နော်နားမထောင်ပဲလဲနေနိုင်တယ်မစားပဲမနေနိုင်ဘူးလေမစားပဲမနေနိုင်ဘူးအဲ့တော့အစာအာဟာရပေါ်မှာအသက်ရှည်ဖို့ကျန်းမာဖို့စားတယ်ဆိုတဲ့အတွေးမရှိဘူးဆိုရင်ကြိုက်လို့စားတာဖြစ်လာကြိုက်လို့စားတယ်ဆိုကြတဲ့ကတဏှာကိုအရင်ခံပြီးတော့စားတာဖြစ်လာအဲ့တော့အသိဉာဏ်နဲ့မှအဲ့ဒီတဏှာကိုလျှော့ချနိုင်မှာကိုယ့်ကိုယ်ဆင်ញင်သုံးသပ်ရမယ်စားတော့မယ်ဆိုရင်ငါဘာလို့စားတာလဲဩခန္ဓာကိုယ်ကျန်းမာဖို့သက်ရှိဖို့ငါစားတာဖြစ်တယ်ဆိုအဲ့တော့စားတဲ့အစာတွေထဲမှာ
ကိုချမ်းမရေးကိုထိခိုက်စေမယ့်အစာတွေပါတတ်တယ်ကိုယ်ကလည်းသိတယ်ဆိုလို့ရှိရင်သိချင်းနဲ့တချို့မရှောင်မနဲ့စားစီဂျိုရှုပ်ရှိတယ်ဆိုရင်အချို့နဲ့မတည့်ဘူးမရှောင်နိုင်ဘူးသွေးတို့ရှိတယ်ငါနဲ့မတည့်ဘူးဆိုရင်လည်းမရှောင်နိုင်ဘူးကိုယ်မယောဂရှိတယ်ဆိုတာသိပေမဲ့လို့ကိုကြိုက်တဲ့အစားအစာကိုရှောင်နိုင်ခဲ့တယ်ဒါကိုရတ္တတဏှာလို့ခေါ်တယ်အဲ့ဒီရတ္တတဏှာကအမတမဆိုးတယ်တကယ်သူတော်စင်သူတော်မြတ်တွေတောင်းမှရတ္တတဏှာကြောင့်ဒုက္ခရောက်သွားကြတာရှိတယ်ရှိတော့က950ဇလန်နဲ့မှာရတ္တတဏှာရဲ့ဆွတ်ဆောင်မှုအကောင်းပုံပုံဝတ္ထုလေးတစ်ဖွဲ့ပြထားတာရှိတယ်ဘာလို့ဆိုရင်တောသမင်တစ်ခေါင်ကိုဒီတိုင်းကြော်ဝင်းနေပါလေနဲ့မဖမ်းမဲနဲ့ဒီတိုင်းဘယင်းနန်းတော်ရောက်အောင်မြားပြီးတော့ခေါ်လာနိုင်တဲ့စွမ်းရည်တတိတခုလောက်ပြတယ်အဲ့ဒီသမင်ကျက်စားတဲ့တပင်အောက်ကပြက်ကိုပြားရည်တွေပဲဖြန့်ပေးထားတယ်အချို့တက်ပဲဖြန့်ပေးထားအဲ့ဒီသမင်ဟာပြားရည်လူးထားတဲ့မြက်ကိုစားမိသွားတဲ့အခါမှာဒီရတာကိုသိကြိုက်သွားတယ်သိကြိုက်သွားတော့အဲ့ဒီအစားအစာနဲ့မြားခေါ်သွားတာဘယ်ဒီအောင်ရောက်သွားတော့ဆိုနန်းတော်ထီအောင်ရောက်သွားတယ်အဲ့ဒီကျမှခြံပိတ်ပြီးတော့ဖမ်းခံလဲရတယ်ဆိုလိုတာကရတ္တတဏှာကိုမစွန့်နိုင်သည့်အတွက်ကြောင့်တောရိုင်းသမင်တစ်ကောင်တောင်အသက်စွန့်ပြီးတော့နန်းတော်ထီအောင်ရောက်လာခဲ့ဘူးလေပေါ့အဲ့လိုပဲလူတွေမှလည်းပဲရတ္တတဏှာကိုမစွန့်နိုင်လို့ဒုက္ခရောက်တဲ့လူတွေအများကြီးရှိတယ်ပေါ့ဒါကြောင့်မို့အဲ့ဒီအတွက်ရတေတုနာနုခိစတိအရာဓာရီပေါ်မှာဒီတဏှာဖြင့်မက်မောမောမရှိစေရဘူးတဲ့အဲ့တော့တကယ်ငြိမ်းချမ်းတဲ့စိတ်နှလုံးရှိတဲ့ပုဂ္ဂိုလ်ဟာလလဘလူချင်းလို့ပညာသင်တာမဟုတ်ဘူးတရားသင်တာမဟုတ်ဘူးမရရင်လည်းစိတ်မဆိုးဘူးဓမ္မနဲ့ဆန့်ကျင်မဲ့အလုပ်တွေကိုလည်းမလုပ်ဘူးဆွဲဆောင်နိုင်အားအမှန်တန်ကောင်းတဲ့အရာသာပေါ်မှာလည်းပဲမမက်မောမောမရှိအောင်ထိန်းချုပ်နိုင်စွမ်းရှိတယ်အဲ့ဒီပုဂ္ဂိုလ်မှာတကယ်သူတော်စင်သူတော်မြတ်အေးချမ်းတဲ့ပုဂ္ဂိုလ်ငြိမ်သက်တဲ့ပုဂ္ဂိုလ်လို့ခေါ်နိုင်ပါတယ်အဲ့တော့ဒီရှုထောင့်ကနေပြီးတော့မြတ်စွာဘုရားဖြေလိုက်တာဒါရှုထောင့်မျိုးစုံကနေဖြေတာနောက်တစ်ခုကဥပိက္ခကောတရတတောနာလောကေမိညတိတမံနဝိတေတိနနိစေယောတတနောတန္တိဥဒရာအဲ့တော့တကယ်သူတော်စင်သူတော်မြတ်တွေမှာစိတ်နှလုံးငြိမ်သက်ဖို့အေးချမ်းဖို့တကယ်ငြိမ်းချမ်းတဲ့အနေထားရောက်ဖို့ဆိုတဲ့အခါမှာဘာတွေကဒုက္ခပေးတတ်တယ်လဲလို့ဆိုလို့ရှိရင်မျက်စိကဝင်လာတဲ့အဆင်အာယုန်တွေရှိတယ်နားကကြားရတဲ့အသံတွေရှိတယ်နှာခေါင်းကနမ်းရှူရတဲ့အနတ်တွေရှိတယ်လျှာနဲ့လျှက်ရတဲ့ရတာတွေရှိတယ်ခန္ဓာကိုယ်ကထိတွေ့ရတဲ့အထိတွေ့ရှိတယ်စိတ်ကူးကြံစီမှုဆိုတဲ့အာယုန်တွေရှိတယ်အဲ့ဒီအာယုန်တွေကလူရဲ့စိတ်ကိုတုံလောက်ခြောက်ခြားသောဖန်ဆာထားနိုင်တယ်ဆိုပါစို့မျက်စိကမြင်တဲ့အဆင်အာယုန်ကနှစ်သက်စရာကောင်းတဲ့အာယုန်ဖြစ်ရင်လောဘမဖြစ်ပဲမနေနိုင်ဘူးမုန်းစရာကောင်းတဲ့ကိုမကြိုက်တဲ့အာယုန်မျိုးဆိုရင်ဒေါသမဖြစ်ပဲမထိန်နိုင်ဘူးဒေါသမဖြစ်ပဲမနေနိုင်ဘူးအဲ့တော့ဒီအာယုန်ကိုအကြောင်းပြုပြီးတော့လူရဲ့စိတ်ဟာလောဘဖြစ်လိုက်ဒေါသဖြစ်လိုက်အမှန်မသိတဲ့အခါကျတော့လေအာယုန်ကိုခီးမဆိုင်ပြီးလို့ရှိရင်လည်းပဲမောဟစာဖြစ်ပြန်တယ်အာယုန်ရဲ့တဘာဝကိုမသိလို့ရှိရင်လည်းမောဟစာဖြစ်ပြန်တယ်အဲ့တော့လူဆိုတာအာယုန်နဲ့ကင်းတဲ့လူမရှိဘူးစိတ်ဖြစ်တိုင်းအာယုန်ကရှိနေတယ်မျက်စိရှိလို့မြင်တယ်မြင်တာအာယုန်ပဲအဲ့ဒီမြင်တဲ့ပုံမှာစိတ်ကရောက်သွားတယ်
နာရှိလို့ကြားတယ်အတန်ကြားတယ်အဲ့ဒီအတန်မောစိတ်ကရောက်သွားတာအဲ့ဒါလို့အမြင်ကြားဆိုဒီအာယုန်ဒီပေါ်မှာစိတ်ကရောက်သွားတယ်ရောက်သွားတယ်ကြိုက်မကြိုက်နှစ်ခုလာပြီးတော့မကြိုက်တာဆိုရင်ဒေါသကြိုက်တာဆိုရင်လောဘလာပြန်ရောအဲ့ဒီနောက်မှာဆက်ပြီးတော့တွေ့တော့ကြံစည်မှုတွေကိုယ်စိတ်ရဲ့ပင်ကိုနှလုံးသွင်းမှုတွေကြောင့်လောဘကတိုးတဲ့တိုးလာတယ်ဒေါသကတိုးတဲ့တိုးလာတယ်အာယုန်ရဲ့သဘာဝကိုမသိမှုတွေကများတဲ့များလာတယ်အဲ့ဒီလို့ဆိုရင်ဒီပုဂ္ဂိုလ်ဟာသူဟာစိတ်နှလုံးအေးချမ်းတဲ့ပုဂ္ဂိုလ်ဖြစ်နိုင်ဘူးဖြစ်နိုင်အာယုန်တွေဝင်လာလိုက်တာနဲ့သူ့စိတ်နှလုံးဟာတုံလုံးခြောက်ချသွားတယ်အမှန်တန်တည်ငြိမ်တဲ့ငြိမ်သက်နေတဲ့ရှေးပြင်ပေါ်မှာခဲလေးတစ်လုံးချလိုက်သလိုခရက်ထသွားလှိုင်းပုတ်ပြီးခရက်ထသွားတယ်လို့ပဲအာယုန်တစ်ခုမြင်လိုက်တဲ့အချိန်မှာသူ့စိတ်ဟာခရက်တွေထသွားတယ်ငြိမ်သက်မှုမရှိဘူးအာယုန်ပြင်းထန်လေးခရက်တွေများလေးလှိုင်းတွေများလေးအဲ့ဒါလိုဖြစ်တယ်အဲ့တော့ငြိမ်းချမ်းတဲ့ပုဂ္ဂိုလ်ဆိုတာဝင်လာတဲ့အာယုန်ပေါ်မှာအမှန်သိပြီးတော့တတိနဲ့ထားပြီးစိတ်ကိုတည်ငြိမ်အောင်ထိန်းနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်မျက်စိနဲ့မြင်တယ်နှစ်သက်စရာကောင်းတဲ့အာယုန်ပေါ်မှာလောဘမဖြစ်အောင်ထိန်းနိုင်တယ်ဒေါသဖြစ်စရာအလိုမရှိတဲ့အာယုန်ပေါ်မှာအနိဋ္ဌာယုန်နဲ့တွေ့ရင်လည်းဒေါသမဖြစ်အောင်ထိန်းနိုင်ရမယ်အာယုန်ရဲ့သဘာဝကိုသိကြည့်အသိပညာနဲ့ဆင်ခြင်ကြည့်ရမယ်အဲ့တော့ဖြစ်ပေါ်လာတဲ့အာယုန်နဲ့ပတ်သက်ပြီးတော့လောဘလည်းမဖြစ်ဘူးဒေါသလည်းမဖြစ်ဘူးမောဟလည်းမဖြစ်ဘူးကုသိုလ်စိတ်ပဲဖြစ်နေတယ်ဆိုတာဖြစ်တယ်အဲ့ဒီချက်မှာစိတ်နှလုံးဆိုတာငြိမ်သက်တာဖြစ်တယ်ပေါ့ဒါကြောင့်မို့မြတ်စွာဘုရားကဖြေတာဥပိက္ခကောတတတတောအာယုန်6ပါးပေါ်မှာလက်တူရှုနိုင်သူအမြဲတတိရှိသူဖြစ်ရမယ်ဒါလွယ်တဲ့ကိစ္စမဟုတ်ဘူးနော်အမြဲတတိရှိမှတတိစွမ်းအားနဲ့မှတွေ့လာတဲ့အာယုံပေါ်မှာလက်တူရှုနိုင်တယ်လက်တူရှုတယ်ဆိုတာလူချင်းစရာအာယုံပေါ်မှာလည်းတတ်မဲ့မှုတဏှာမဖြစ်ဘူးမုန်းတိစရာအာယုံပေါ်မှာလည်းစိတ်ဆိုးမှုဆန့်ကျင်မှုမရှိဘူးမကြိုက်မှုကြိုက်မှုမကြိုက်မှုမရှိတော့အဲ့လိုမရှိအောင်တသမတ်ထဲတည်ငြိမ်အောင်ထိမ့်သိမ့်တာဥပိ္ပခကလေးလူရှုတယ်ဆိုတာလောဘလည်းမဖြစ်အောင်ဒေါသလည်းမဖြစ်အောင်အာယုံကိုအာယုံတို့သဘောထားပြီးနေနိုင်တဲ့စွမ်းရည်တည်းဒါလွယ်တာမဟုတ်ဒိဋ္ဌိဒိဋ္ဌမတ္တန်ဆိုတဲ့ချင့်စဉ်အဲ့ဒါပြောတာပဲမျက်စိအမြင်တဲ့အစစ်မှာပဲဆက်တွေးပြီးတော့လောဘမဖြစ်ဘူးဒေါသမဖြစ်ရဘူးဒီလိုဆိုလို့များသောအားဖြင့်လူတွေကမြင်ပြီးတဲ့ပုံမှာစိတ်ကလိုက်ပြီးတွေးတာတွေးတဲ့အခါကျတော့လောဘဒေါသဆိုတာလာတာအတွေးတောဆင်ញင်မှုပေါ်မှာကြည့်ပြီးလောဘဒေါသဆိုတာလာတယ်အဲ့တော့သူ့ရဲ့အတွေးသည်ကြိုက်မကြိုက်နဲ့ပတ်သက်တဲ့အတွေးဖြစ်သည့်အတွက်ကြောင့်ကြိုက်တယ်ဆိုရင်လောဘဖြစ်တယ်မကြိုက်ဘူးဆိုရင်ဒေါသဖြစ်တယ်အာယုံရဲ့သဘာဝကိုမသိဘူးလို့ဆိုတဲ့အခါမှာမောဟဖြစ်တယ်ပထမမောဟမဖြစ်တော့ဘူးဆိုရင်ကြိုက်မကြိုက်လည်းမလာတော့အဲ့တော့မြတ်စွာဘုရားမှာလည်းမျက်စိရှိတယ်နားလည်းရှိတယ်နှာခေါင်းရှိတယ်လျှာရှိတယ်ကာယရှိတယ်မြတ်စွာဘုရားလည်းမျက်စိနဲ့မြင်စရာအာယုန်တွေမြင်တာပဲကောင်းတာလည်းမြင်တာပဲမကောင်းတာလည်းမြင်တာပဲနားကလည်းကောင်းတာလည်းကြားတာတခါတလေဘုရားဆဲခံရတယ်လေအဲ့တော့ကိုယ်ဆဲတာလည်းကြားတာပဲချီးမွမ်းတာလည်းကြားတာလူတွေလိုပဲမထူးနော်ဖះလည်းလူပဲအဲ့တော့မြတ်စွာဘုရားမှာမျက်စိရှိသည့်အတွက်ကြောင့်ကောင်းတာလည်းမြင်တယ်မကောင်းတာလည်းမြင်တယ်နားရှိသည့်အတွက်ကြောင့်ကောင်းတဲ့အတန်လည်းကြားတယ်မကောင်းတဲ့အတန်ကြားတယ်အလုံးဟာကောင်းမကောင်းနှစ်ခုစုံစည်းတာပဲအဲ့တော့တာမန်လူတွေနဲ့ဘာထူးတော့ဆိုဖြစ်ပေါ်လာတဲ့အာယုံပေါ်မှာမြတ်စွာဘုရားကအသိဉာဏ်နဲ့တတိနဲ့အမြဲတမ်းရှိနေတယ်အသိဉာဏ်နဲ့ရှိနေသည့်အတွက်ကြောင့်ဖြစ်ပေါ်လာတဲ့အာယုန်တွေပေါ်မှာလောဘလည်းမဖြစ်တော့ဘူးဒေါသလည်းမဖြစ်ဘူးမောဟလည်းမဖြစ်ဘူးအာယုန်ကသူဖြစ်သွားတာသာရှိတယ်စိတ်ကလိုက်ပြီးတော့ရိမ့်မထိုးဘူးလို့ဆိုလိုတယ်နော်
စိတ်ကအာယုံနောက်လိုက်ပြီးတော့လှုပ်ရှားတာမရှိဘူးငြိမ်သက်တယ်အဲ့ဒါတကယ်သူတော်စင်သူတော်မြတ်ဆိုရင်အဲ့ဒါလို့အဆင့်ရောက်သွားတယ်ဘုန်းကြီးတို့တွေကတတိလက်လွတ်ပြီးတော့ဖြစ်ပေါ်လာတဲ့အာယုံပေါ်မှာလိုက်ပြီးတော့ရှိန်ထိုးနေတယ်ဘာဖြစ်လို့တော့ဆိုရင်ကြည့်လှိုင်းပုတ်တဲ့လှေလိုပဲနော်လှိုင်းမြင့်တက်သွားရင်မြင့်သွားလိုက်ပြန်လှိုင်းကျသွားပြန်အောက်ကျသွားပြန်နော်ရှည်ပြင်ပေါ်ကလှေပေါက်စားလိုပဲလှိုင်းထံကိုမခံနိုင်တဲ့သဘောအာယုံဆိုတဲ့လှိုင်းတဘိုးတွေအတိုင်းပဲလှုပ်ရှားရိမ့်ရိုက်နေတာဖြစ်တယ်အဲ့ဒါလို့ရှိနေရင်ဘလို့မှငြိမ်သက်အေးချမ်းတဲ့သူတော်စင်သူတော်မြတ်လို့မခေါ်နိုင်ဘူးအဲ့ဒါကိုပြောတာဥပိ္ခကောတရတတော်တဲ့အမြဲတမ်းတတိရှိပြီးတော့အာယုံ6ဘောပေါ်မှာလက်တိရှုနိုင်သူဖြစ်ရမယ်ဒါဒိဋ္ဌိတိတမတ္တတုတိတုဒ္ဓမတ္တမုတိမုဒ္ဓမတ္တဝိညာတိဝိညာတမတ္တဆိုတဲ့ကျင့်စဉ်နဲ့တူတူပဲနော်အဲ့ဒါလို့ကျင့်ထားလို့ရှိရင်ဒီလိုပဲဖြစ်တယ်ဒိဋ္ဌိတိတမတ္တဆိုတာမျက်စိမြင်နဲ့ပတ်သက်ပြီးတော့လောဘဒေါသမဖြစ်တာတုတိတုဒ္ဓမတ္တဆိုနာကကြားပြီးတော့အဲ့ဒီအာယုန်နဲ့ပတ်သက်ပြီးလောဘဒေါသမဖြစ်တာမုတိမုဒ္ဒမတ္တဆိုတာအနံ့ရတာရဲ့အရသာဖြစ်တာအရသာသိတာရဲ့ထိတွေ့ရဲ့အဲ့ဒါကြတော့တခုတည်းပေါင်းထားတယ်မုတိမုဒ္ဒမတ္တလို့တခုတည်းပေါင်းထားတယ်ဘာဖြစ်လို့ပေါင်းလဲသူကတပေါင်းတည်းဖြစ်နေရှိတတ်တယ်ကော်ဖီတောက်ကြည့်ပါလားကော်ဖီလေးတစ်ခွက်တောက်တယ်ဆိုတာစဉ်းစားကြည့်မနေ့အေးရတာလို့ကော်ဖီတောက်တတ်တယ်ဆိုစဉ်းစားကြည့်ဘာကအရင်လာသလဲဆိုတာကြည့်ရမယ်ကော်ဖီလေးဖြော်ပြီးတော့ကော်ဖီတောက်တော့မယ်လို့ပါဇက်နာတိတ်လိုက်တဲ့အခါကော်ဖီအနံ့လေးကအရင်ရတယ်မဟုတ်လားကော်ဖီအနံ့လေးကအရင်ဝင်လာတာအဲ့ချိန်မှာရတာမသိသေးဘူးနောက်တစ်ခါတောက်ချလိုက်တဲ့အခါကျတော့ပူတာအေးတာသိတယ်အရသာမသိသေးဘူးပြီးတော့မှနောက်ဆုံးကျမှခါတယ်ချိုးတယ်ဆိုတာသိတယ်အသုံးကဒီအစားစားတဲ့အခါတပြိုင်နဲ့လာတယ်ဒါကြောင့်ဟိုမုတိမုဒ္ဒမတ္တလို့ပေါင်းပြောထားတာနော်မုတိမုဒ္ဒထမင်းစားပဲဖြစ်ဖြစ်ဘာပဲစားစားရှည်ပဲတောက်တော့ရှည်ပဲတောက်တော့ရှည်တောက်ရင်လည်းအနံ့ရှိတဲ့ရေဆိုရင်အနံ့ရမယ်အနံ့လေးကအရင်သိတယ်ရေကအနံ့မရှိဘူးဆိုလို့ရှိရင်လည်းအနံ့မရှိဘူးဆိုတာသိတာလေခန္ဓာပတာရသိတာခန္ဓာပတာရမှာလာထင်ဟတ်တာပဲလေခန္ဓာဝိညာဉ်စိတ်ကသိတယ်ဟောပူတယ်အေးတယ်လို့သိတာကြတော့ကာယပတာရသိတာရှားကသိတာမဟုတ်ဘူးကာယပတာရသိတာအဲ့ဒီရေရဲ့ချိုးတယ်မချိုးဘူးရေငန်းတယ်မငန်းဘူးဆိုတာကြတော့မှစီဝပတာရသိတာအဲ့ဒီသုံးခုဟာအစာစားတိုင်းစာစားတိုင်းခန္ဓာပတာရရဲ့စီဝပတာရရဲ့ကာယပတာရရဲ့ခန္ဓာဝိညာဉ်စိတ်ရဲ့စီဝဝိညာဉ်စိတ်ရဲ့ကာယဝိညာဉ်စိတ်ရဲ့တပြိုင်တည်းဖြစ်တာတော့မဟုတ်ဘူးစက်တိုက်ဖြစ်သွားတာသူတို့နော်အဲ့ဒါကိုတတိထားပြီးတော့ချိမနေ့အေးရတာကော်ဖီတောက်တတ်ရင်တတိထားပြီးတော့ချိမနေ့စားရင်လည်းတတိထားပြီးတော့ချိအရသာဆိုတာနောက်ဆုံးမှလာတာအနံ့ကအရင်လာတယ်ဒါကြောင့်မို့လို့အစာအာဟာရတွေကိုပထမဆုံးအနံ့ကောင်းအောင်စီမံဖန်တီးကြတယ်အနံ့လေးကောင်းနေအောင်စီမံဖန်တီးနေပြီးတဲ့အခါကျတော့မှပူတယ်အေးတယ်ပြော့တယ်မာတယ်ဆိုကြည့်လို့မတူပဲကြော်တို့ဘာလို့ဆိုကျွတ်ကလေးမှကြိုက်တယ်လေလူကကျွတ်နေမှကြိုက်တာအဲ့ဒါကာယပတာရနဲ့ဆိုင်တယ်ကျွတ်တယ်မကျွတ်ဘူးကာယပတာရနဲ့ဆိုင်တဲ့အရာပူတယ်အေးတယ်ဆိုတာလဲကာယပတာရနဲ့ဆိုင်တယ်ဘာလို့လဲဆိုကာယပတာရမှာပထဝီရဲ့တေဇောရဲ့ဝါယောရဲ့ဒီသုံးခုကထိတွေ့လို့ရတဲ့အရာတစ်ခုဖုဒ္ဓဘာယုံဆိုတာအဲ့ဒါပဲလေဖုဒ္ဓဘာယုံဆိုတာအဲ့ဒါကိုပြောတာပြီးတော့မှအရသာပေါ်လာပြီဆိုမှစီဝဝိညာဉ်စိတ်ဖြစ်တာ
ဒါကြောင့်လို့မုဒိမုဒ္ဒမတံလို့အဲ့တော့လူတွေရဲ့တဏ္ဍာမှာအာယုန်နဲ့စိတ်နဲ့တွေးလိုက်တဲ့အခါမှာထိုအာယုန်ပေါ်မှာလစ်လျူမရှုနိုင်သည့်အတွက်ကြောင့်လောဘဖြစ်မဲ့ဒေါသဖြစ်မဲ့အဲ့လိုဖြစ်တယ်နောက်ဘာတွေဖြစ်နိုင်လို့ဆိုနလောကေမညတိတမနဝိသေတိနလိစေယောတတ္တနောတန္တိဥဒ္ဒရာအတွေ့တတ္တထဲမှာကြည့်လိုက်မယ်ဆိုရင်လူတွေဟာကိုယ်နဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကလူတွေကိုကြည့်လိုက်တယ်အာယုန်နဲ့ပတ်သက်ပြီးတော့စိတ်တွေဖြစ်တဲ့အခါမှာဆိုပါစို့သူမြင်တာနဲ့ကိုမြင်တာသို့မဟုတ်သူနဲ့ကိုနှိုင်းရှင်ပြီးတော့ကြည့်တတ်ကြတယ်သူစားတဲ့အစာကိုစားတဲ့အစာအဲ့ဒါတွေကိုနှိုင်းရှင်ပြီးတော့ကြည့်လိုက်တဲ့အခါကျတော့ဘယ်လိုအတွေးတွေဝင်လာတော့ဆိုသူစားတာနဲ့ငါစားတာတူတယ်သို့မဟုတ်သူနဲ့ငါနဲ့တူတယ်လို့စိတ်ထဲမှာထင်အဲ့ဒါလဲမာနလို့ခေါ်တယ်မာနဆိုတာအထင်ကိုပြောတာပဲသူနဲ့ငါနဲ့တူတယ်လို့ထင်တာဟာမာနရဲ့အတွေ့လို့ပြောတာနောက်တစ်ခုကကိုစားတာသူ့ရဲ့ကောင်းတယ်သို့မဟုတ်ကိုကသူ့ရဲ့အစင်တန်းသားတယ်ဆိုရင်ငါကသူ့ရဲ့သားတယ်ဆိုအတွေ့အဲ့ဒါလဲအရေးချင်းနဲ့ပတ်သက်ပြီးတော့ထင်မြင်ယူဆတာတွေမှတည်းကမာနလို့ခေါ်တယ်မာနရဲ့အဓိပ္ပာယ်ကထင်မြင်ယူဆမှုမာနလို့ပြောတာဘာနဲ့ပတ်သက်တာတော့ဆိုရင်တူမတူကောင်းမကောင်းအစင်တန်းစွာတွေနဲ့ပတ်သက်ပြီးတော့သူကတွေးတောတာတကယ်ကတော့အရာတိုင်းဟာယုံနဲ့နာမည်ရှိတာဟုတ်ရှုံးတဲ့နာမည်ရှိတာယုံနာရဲ့ဖြစ်မှုလို့မထင်မဲနဲ့ကိုယ့်ရဲ့ဖြစ်မှုကိုယ်ကတာတယ်ငါနဲ့သူနဲ့တူတယ်ငါကတာတယ်လို့သူတို့ထင်တာမာနရဲ့ထင်မဲနာနိစေယောဆိုတာသူကငါရဲ့ညံ့တယ်ဟောဒီလိုထင်သူနဲ့ငါတူတယ်လို့ပဲထင်တာပဲဖြစ်ဖြစ်ငါကသူရဲ့တာတယ်လို့ထင်တာပဲဖြစ်ဖြစ်ငါသူရဲ့ညံ့တယ်လို့ထင်တာပဲဖြစ်ဖြစ်အဲ့ဒီလိုနှိုင်းရှင်ပြီးတော့ထင်မြင်မှုမှန်သမျှကိုမာနလို့ခေါ်တယ်မာနဆိုတာအထင်တစ်ခုပဲအရေးချင်းနဲ့ပတ်သက်ပြီးတော့ထင်တဲ့အထင်မြင်တစ်ခုပဲသူနဲ့ကိုယ်ဆိုတာနှိုင်းရှင်စရာမဟုတ်တော့ဘူးပေါ့နော်ရှုပ်နဲ့သူ့ရုပ်သူ့နာကိုယ်ရုပ်ကိုယ်နာသူကိုယ်ဟာရဲ့လို့မရှိဘူးသူ့ဟာလည်းမရှိဘူးအဲဒါကြောင့်မို့လို့တကယ်ငြိမ်ချက်နဲ့အဲ့ဒီလိုတုံးနဲ့တူနှိုင်းရှင်လိုက်ပြီဆိုရင်ငါနဲ့သူနဲ့တူတူပဲဆိုရင်ဘာဖြစ်လဲတူတယ်ဆိုမာနဖြစ်လာငါသူတဲ့သားတယ်ဆိုပိုကြီးတဲ့မာနငါသူတဲ့နှိမ့်ကြတယ်ဆိုရင်လည်းပဲဒီလျှော့တဲ့မာနဖြစ်တယ်တော့ဘယ်ဟာပဲဖြစ်ဖြစ်သူကမာနမလွတ်ဘူးနော်ထင်မြင်မှုကမာနမလွတ်အဲ့ဒီလိုမာနဖြစ်လိုက်တာနဲ့တပြိုင်နက်စိတ်လှုပ်ရှားမှုကဝင်လာပြီစိတ်လှုပ်ရှားမှုကရှိလာစိတ်လှုပ်ရှားမှုရှိလာတာနဲ့တပြိုင်နက်ဘာလို့စိတ်လှုပ်ရှားမှုဆိုသူနဲ့ငါနဲ့တူတူပဲဆိုလက်မထောင်းငါသူ့ရဲ့သားရဲဆိုပို့ပြီးတော့လက်မထောင်းပြန်ငါသူ့ရဲ့နှိမ့်ကြတယ်ဆိုဝမ်းနဲ့ကြည်ကွယ်စိတ်ရဲ့တုံလုံးခြောက်ချမှုတွေကနောက်ဆက်တွဲကနေမာနရဲ့နောက်မှာလိုက်လာတာပဲလေဒီတိုင်းရက်နေမှာမဟုတ်ဘူးအဲ့ဒီလိုက်လာတဲ့ကိရိတာတွေဖြစ်စေလို့ဒီမာနဟာလည်းပဲဒီအတွေးဟာလည်းပဲမရှိစေရဘူးဒါကြောင့်စိတ်နှလုံးအေးချမ်းတဲ့ပုဂ္ဂိုလ်ဟာနလောကေမညတေတမံနဝိသေတိနနေစေယောတဲ့နနိစေယောလောကမှာငါနဲ့တူတယ်လို့လည်းမတွေးနဲ့ငါသူ့ရဲ့သားတယ်လို့လည်းမတွေးနဲ့ငါသူ့ရဲ့နှိမ့်ကြတယ်လို့လည်းမတွေးနဲ့အဲ့လိုတွေးလို့မာနဖြစ်လာလို့ရှိရင်စိတ်ရဲ့ရိမ့်ရိုင်မှုတုံ့နှုံးမှုတွေဖြစ်လာလိမ့်မယ်တတ္တနောတန္တိဥဒ္ဒရာ
ရာဂတွေရှင်တဲ့နှလုံးထဲမှာကိလေသာတွေအဖြစ်များတာမရှိစေရဘူးရှင်ထဲမှာလောဘဖြစ်တာမရှိရဘူးဒေါသဖြစ်တာမရှိရဘူးမာနဖြစ်တာတွေမရှိရဘူးအဲ့ဒါတွေဖြစ်များလာလို့ရှိရင်ငြိမ်သက်အေးချမ်းတဲ့ပုဂ္ဂိုလ်ဆိုတာဖြစ်နိုင်ဘူးလို့သူတို့ဆိုလို့တယ်ပေါ့နော်ဒါလည်းပဲဥပတန္တဆိုရယ်ငြိမ်သက်အေးချမ်းမှုနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားရှိတဲ့ရှိလိုက်တဲ့အရေးချင်းတွေကိုရှင်းပြလာတာဖြစ်တယ်ပေါ့နောက်တစ်ခုကတော့ရှတနိတ္တယနာနတ္ထိညတဝဓမ္မအနိတ္တိတောဘဝယဝိဘဝယဝါတဏသယတနဝိစတိအဓိကတော့ဒီမှာဟောနာလောဘနဲ့ဒေါသကိုအဓိကဟောနေတာပဲညာတော့ပြီအဲ့ကိလေသာတွေဖြစ်တာတွေကြီးပဲနော်ကိလေသာဖြစ်မှုတွေကိုအဓိကထားဟောစိတ်နှလုံးအေးချမ်းမှုဆိုတာယင်ထဲမှာကိလေသာရှိနေမအေးနိုင်ဘူးဒါကြောင့်မို့ယတနိတ္တယနာနတ္ထိညတဝဓမ္မအနိတ္တိတောတဲ့ဓမ္မကိုသိတဲ့ပုဂ္ဂိုလ်ဟာတဏှာအတွေးဒိဋ္ဌိအမြင်ဆိုတာမရှိတော့ဘူးတဏှာအတွေးဒိဋ္ဌိအမြင်နဲ့သူစိတ်ထဲမှာသူစိတ်မှာတဏှာအတွေးဒိဋ္ဌိအမြင်တွေမရှိဘူးတဏှာအတွေးဆိုတာဘာတော့ငါဟာဆိုတဲ့အတွေးပဲဒိဋ္ဌိအမြင်ဆိုတာငါလို့မြင်တာပြောတော့တာငါဟာဆိုတာလူတွေကစိတ်ထဲမှာတကယ်ထင်တာပဲလေဒါတကယ်ထင်နေတာပဲလေငါဟာဆိုတာတကယ်ထင်နေတာငါဟာတကယ်ရှိသလားလို့မေးလိုက်တဲ့အခါကျတော့ဘယ်ဟာကိုငါခေါ်တာတုံးလို့တွက်ကြည့်လိုက်မယ်တစ်ခုချင်းကိုထောက်ပြီးတော့မေးမယ်ဆိုတော့ငါမရှိတော့ငါမရှိလို့ရှိရင်လည်းငါဟာဆိုတာမရှိဘူးသစ်ပင်ဆိုတာလို့ပဲဒါပါလေလို့မေးလိုက်ရင်သစ်ပင်လို့ပြောမယ်ကောင်းပြီအဲ့ဒီသစ်ပင်ကြီးကိုတစားစီဖြတ်လိုက်မယ်အရွက်ကတခြားအပွင့်ကတခြားအသီးကတခြားပင်စီကတခြားအကိုင်းခက်တွေကတခြားအမြစ်ကတခြားအပုံလိုက်မယ်အဲ့တော့မင်းကသစ်ပင်လို့ပြောတယ်အမြစ်ကိုသစ်ပင်ခေါ်တာလားဆိုမဟုတ်ပင်စီကိုသစ်ပင်ခေါ်တာလားဆိုရင်လည်းမဟုတ်ဗျာဒါဖြင့်အကိုင်းခက်လားလို့ဆိုမဟုတ်အရွက်လားဆိုလည်းမဟုတ်အပွင့်လားဆိုလည်းမဟုတ်အသီးလားဆိုလည်းမဟုတ်ဘယ်သစ်ပင်ပဲမလို့ဆိုသစ်ပင်ပြောက်သွားပြီလေမရှိတော့အဲ့ဒါအထင်မြင်လို့ခေါ်တယ်တကယ်စစ်ဆေးကြည့်လိုက်လို့ရှင်ရှားမတွေ့တော့ကိုယ့်ကိုရှားကြည့်ပေါ့ငါဆိုတာပဲရတော့ဆိုကိုကောင်းကိုကင်လိုက်ရင်ဆပင်ကင်မိနေဆပင်ကငါမဟုတ်ဘူးဆပင်မဲ့လေနဖူးကင်မိရင်လည်းဟာနဖူးကနဖူးပဲငါမှမဟုတ်တာနေရွက်ကင်မိရင်လည်းနေရွက်ကနေရွက်ပဲသူ့နာမည်နဲ့သူရှိတယ်လေအဲ့တော့သူ့နာမည်နဲ့သူရှိတာတွေကိုငါလို့သွားလို့မရဘူးတဘာဝတရားတွေမှာလည်းသူကလည်းသူရှိတယ်အဲ့ဒါကိုငါလို့ပြောစရာလုံးဝမရှိဘူးရှုပ်တရားသည်ယုတ်တရားများတာဖြစ်တယ်နန္တရားသည်နန္တရားသာများတာဖြစ်တယ်အခိုက်အတန့်လေးပေါ်လာပြီးတော့အကြောင်းကြောင့်အခိုက်အတန့်လေးပေါ်လာပြီးတော့ပျက်စီးသွားတယ်နာမည်တောင်မတက်ခင်ပျက်စီးသွားတာသူကအဲ့လိုပျက်စီးသွားတဲ့အရာကိုငါလို့ဘယ်လိုလုပ်ပြောမလဲချက်ချင်းပြက်သွားတာသူကဘာနဲ့တူတော့ဝရိမုတ်တဲ့အခါမိဘွားလေးတွေကြာလာအဲ့ဒီမိဘွားလေးဟာဖြတ်ဆိုပျောက်သွားတယ်လေမိဘွားလေးတွေဖြစ်ပြီးဖြတ်သွားတာလူတဏ္ဍာမှာရှိတဲ့ယုတ်တိနံတွေကလည်းအဲ့တိုင်းပဲတစ်ဖြတ်ဖြတ်နဲ့ပျောက်နေတာသာဖြစ်တယ်အဲ့တော့ပျောက်နေတော့ဘယ်ဟာကိုငါခေါ်မလဲလို့ဆိုရင်ငါခေါ်စရာလည်းအကြောင်းမရှိဘူးလက်ညှိုးနဲ့ထောက်လိုက်တာနဲ့ရွေ့သွားပြီလေသူကခုနပြောတဲ့ဟာမဟုတ်တော့နောက်တစ်ခုဖြစ်နေပြီအဲ့နောက်တစ်ခုကိုပြောမလို့လောက်ခါရှိသေးနောက်တစ်ခုဖြစ်သွားပြန်အဲ့တော့ငါလို့ပြောစရာတစ်ခုမှမရှိဘူးငါဟာလို့လည်းပြောစရာတစ်ခုမှမရှိဘူးအလုံးဟာရွှေရှားပြောင်းလဲပြီးအခိုက်အတန့်လေးပေါ်ပြီးပျောက်သွားတဲ့ဟာသာဖြစ်တယ်ပို့ပြီးတော့ထင်ရှားတာဘာနဲ့တူဆိုဘာတော့ဆိုရင်လူတွေစကားပြောတဲ့အတန်မဲ့နားထောင်ကြည့်
ပထမထွက်လာတဲ့အတန်ဟာပျောက်သွားမှဒုတိယအတန်ထွက်တယ်ကခဆိုကြည့် ABCD ဆိုကြည့်A တန်ပြောင်းမှ B ထွက်တယ် B တန်ပြောင်းသွားရင် C တော့ A ရှိနေတော့ B မရှိဘူးနော် A ဖြစ်နေတဲ့အချိန်မှာ B မဖြစ်သေးဘူး B ဖြစ်လာတော့ A မရှိတော့ကိုဆိုကြည့်ရင်တပြိုင်နက်ဆိုလို့ရမလား AB ဆိုတာကိုတပြိုင်နက်ဆိုလို့မရဘူးအခိုက်အတန့်လေးတွေမတူဘူးလို့ဆိုလို့တယ်ပေါ့အဲ့တော့လောက်ကြီးလင်းမြန်စွာပြောင်းလဲပျက်စီးနေတဲ့အရာတွေကိုငါလို့ပြောလိုက်တာနဲ့နောက်တစ်ခုဖြစ်သွားပြီငါလို့ပြောလိုက်တာနဲ့နောက်တစ်ခုဖြစ်နေပြန်အဲ့တော့ငါလို့ပြောစရာဘယ်ဟာမှမရှိဘူးပြောလို့မှမဆုံးသေးဘူးပြတ်သွားပြီအဲ့ဒါကြောင့်မို့လို့ဒီယတ္တနေတယနာနတ္ထိညတ္တဝဓမ္မအနိတိတောဓမ္မရဲ့သဘာဝကိုသိတဲ့ပုဂ္ဂိုလ်ဟာဖြစ်ပေါ်လာတဲ့ရုပ်တရားပဲဖြစ်စေနံတရားကိုပဲဖြစ်စေငါလို့ပြောစရာသူမှရှာမတွေ့တော့ငါဟာလို့ပြောစရာလည်းရှာမတွေ့ဘူးအဲ့လိုဆိုလို့ငါဆိုတဲ့တဏှာအမြင်ငါဟာဆိုတဲ့ဒိဋ္ဌိအမြင်ကင်းစင်ပြီးတော့သွားတယ်တဲ့အနိတိတောအဲ့ဒီတဏှာအမြင်ဒိဋ္ဌိအမြင်ပေါ်မှာသူ့ဘဝဟာယက်တည်နေတာမဟုတ်ဘူးအဲ့ဒီအမြင်ကြီးကင်းစင်တယ်လို့သူတို့ဆိုလို့တယ်ပေါ့ဘဝယဝိဘဝယဝါတဏှာယတ္တနဝိစတိထာဝရတည်မြဲခြင်းထာဝရပြတ်ဆဲခြင်းအပေါ်မှာမျောလင်းတောင်းတမှုဆိုတာလည်းမရှိတဏှာမရှိတော့ဘူးဆိုရင်ထာဝရဘဝမှာထာဝရဖြစ်ခြင်းနဲ့ဆိုတဲ့ဟာလည်းမရှိတော့ထာဝရပြတ်ဆဲခြင်းနဲ့ဆိုတာလည်းမရှိဘူးလူတွေမှာတခါတခါဖြစ်တယ်လေဒါသတ္တရဒိဋ္ဌိဥစ္စေရဒိဋ္ဌိနဲ့ပတ်သက်ပြောတာလူတွေကဘဝမှာထာဝရကောင်းကင်ဘုံရောက်ဖို့မျှော်လင့်ကြတယ်ဘုရားဝတ္တရီပြောတဲ့နိဗ္ဗာန်တောင်မှပဲလူတွေကဘုံလို့ထင်နေတာနိဗ္ဗာန်မှာမဟုတ်နာမဟုတ်မနာမသိဆိုတော့သဘောကျတယ်ထာဝရရှိနေတယ်လို့ပဲထင်ကောင်းကင်ဘုံဆိုတဲ့လူတွေကလည်းပဲကောင်းကင်ဘုံမှာဘုရားသခင်နဲ့အတူတကွနေရတယ်ဆိုတာသဘောကျတယ်အဲ့ဒါထာဝရဖြစ်တာကိုသဘောကျထာဝရဖြစ်ခြင်းအဲ့ဒါကိုတတ္တရဒိဋ္ဌိတတ္တရအမြင်လို့ခေါ်တယ်တချို့ကြတော့သိပြီးရင်အေးတာပဲနော်ဘယ်ဘဝမှမဖြစ်အေးတာပဲလို့တွက်တဲ့လူကလည်းရှိသေးတယ်အဲ့ဒီလိုဘဝပေါ်မှာအကြောင်းမဲ့ဒီဘဝသိပြီးရင်နောက်ဘဝမဖြစ်တော့ဘူးဆိုတဲ့ထာဝရပြတ်ဆဲခြင်းပေါ်မှာလည်းပဲဆွဲလမ်းမှုတဏှာဖြစ်တတ်တယ်အဲ့ဒါကိုပဲဘဝတဏှာဝိဘဝတဏှာလို့ခေါ်တာလူရဲ့တွေ့တာမှုဟာအလွန်ဆန်းကျဲတယ်တခါတလေထာဝရဖြစ်နေတဲ့အပေါ်မှာရှင်းတတ်တယ်ဖြစ်ခြင်းနဲ့ဝိဘဝတဏှာကြတော့ထာဝရပြတ်ဆဲသွားတာကိုကြိုက်တယ်ဖြစ်လာပြီးတော့ပျောက်ကွယ်သွားတာပဲကြိုက်တယ်နောက်ထပ်ပြန်လာတာမလို့ချင်ဘူးအဲ့ဒါလို့ဘဝတဏှာဝိဘဝတဏှာဆိုတာဒီပုဂ္ဂိုလ်မှာမရှိဘူးတဲ့ဆိုလိုတာကတော့တဏှာကင်းသွားပြီလို့ပြောတာပါပဲအဲ့တော့တဏှာကင်းမှစိတ်နှလုံးဟာအေးချမ်းမှာဟုတ်ဒါကြောင့်မို့တဏှာအတွေ့ဒိဋ္ဌိအမြင်လုံးဝကင်းစင်သွားပြီရှုပ်တရားနံတရားတွေပေါ်မှာတဏှာအတွေ့လည်းမရှိတော့ဘူးဒိဋ္ဌိအမြင်လည်းမရှိတော့ဘူးအဲ့ဒီလိုတဏှာအတွေ့ဒိဋ္ဌိအမြင်မရှိတဲ့ပုဂ္ဂိုလ်ဟာနေသထာဝရဆိုတာလည်းမျှော်လင့်ချက်မထားဘူးသိအေးတာပဲဆိုတာလည်းမတွေးဘူးအဲ့ဒီလိုမတွေးရင်ဘယ်လိုတွေးတာတော့ဆိုအကြောင်းရှိရင်ဖြစ်မယ်အကြောင်းမရှိရင်မဖြစ်ဘူးဒါသဘာဝကိုပြောတာနော်အဲ့ဒီလိုပဲမြင်သွားတယ်ထာဝရတည်မြဲတယ်ဆိုတာမဖြစ်နိုင်ဘူးဘာကြောင့်လို့ဆိုလို့ရှိရင်ပျက်စီးနေတာတွေတွေ့ရတယ်ထာဝရပြတ်ဆဲတယ်ဆိုတာလည်းမဖြစ်နိုင်ဘူးဘာကြောင့်လို့အကြောင်းရှိရင်ဖြစ်နေလို့ပဲမိတော့ကလေးတစ်ခုပဲချိကဲစမီကြီးကမိတော့ကလေး
အကြောင်းရှိတာနဲ့တပြိုင်နက်မိတော့ကလေးကထွက်လာမှာဖိချစ်လိုက်တဲ့အခါမှာမိတော့လေးကပေါ်လာတာပဲလေအဲ့ဒီမိတော့လေးညှိမ့်လိုက်တဲ့အခါမှာဒါအကြောင်းရှိနေသေးရင်ဒီမိတော့မျိုးထပ်ဖြစ်မှာပဲအကြောင်းမရှိတော့ဘူးဆိုရင်လည်းကက်စတိုဘာတို့မပါတော့ဘူးဆိုရင်လည်းဒီမိတော့ကမဖြစ်တော့အဲ့တော့ပရိစ္ဆေသမုပ္ပါဒ်ကိုဟောရဲဆိုတာအဲ့ဒါကြောင့်မြတ်စွာဘုရားအကြောင်းရှိနေသမျှအကျိုးရှိနေဦးမယ်အကျိုးရှိနေအကြောင်းရှိနေသမျှအကျိုးရှိနေမယ်အကြောင်းချုပ်လို့ရှိရင်အကျိုးချုပ်တယ်ဒါကြောင့်မို့အကြောင်းရှိနေသမျှဖြစ်နေတာဖြစ်သောကြောင့်ပြတ်ဆဲသွားမယ်ဆိုတာမဟုတ်ဘူးထာဝရပြတ်ဆဲမှုမရဘူးအကြောင်းရှိရင်ဖြစ်ဦးမှာပဲအကြောင်းချုပ်လို့ရှိရင်အကျိုးကလည်းချုပ်တယ်ဒါကြောင့်မို့ထာဝရမြဲတယ်ဆိုတာလည်းမဟုတ်ဘူးဆိုချင်တာကပရိစ္ဆေသမုပ္ပါဒ်မှာအနုလောမပရိစ္ဆေသမုပ္ပါဒ်ရှိတယ်အဝိဇ္ဇာပစ္စယသင်္ခါရသင်္ခါရပစ္စယဝိညာဏအဝိဇ္ဇာဖြစ်လို့သင်္ခါရဖြစ်ရတယ်ဆိုတာဒါအနုလောမပရိစ္ဆေသမုပ္ပါဒ်ပฏิလောမပရိစ္ဆေသမုပ္ပါဒ်ကျတော့အဝိဇ္ဇာချုပ်လို့သင်္ခါရချုပ်ရတယ်ဆိုတာအဲ့ဒါကပฏิလောမပฏิလောမပရိစ္ဆေသမုပ္ပါဒ်ပြတာကသတ္တရဒိဋ္ဌိဆိုတာကိုအမြင်တစ်ခုပယ်ရှားဖို့အတွက်ဟောတာထာဝရမြဲတယ်ဆိုတာမရှိဘူးအကြောင်းချုပ်ရင်ချုပ်မှာပဲဆိုတာထာဝရတည်မြဲတာမဖြစ်နိုင်ဘူးဆိုတာပฏิလောမနဲ့ပြတယ်ပฏิလောမပရိစ္ဆေသမုပ္ပါဒ်အဲ့တော့ထာဝရမဖြစ်တော့ဘူးဆိုတာလည်းမဟုတ်ဘူးအကြောင်းရှိရင်ဖြစ်အောင်မယ်အဲ့ဒါကဥစ္စေတဒိဋ္ဌိအဝိဇ္ဇာယတွေ့အဝိဇ္ဇာပစ္စယသင်္ခါရသင်္ခါရပစ္စယဝိညာဏအနုလောမပရိစ္ဆေသမုပ္ပါဒ်နဲ့ပြမြတ်စွာဘုရားကလောကကြီးကိုထောက်ပြတယ်ကိစ္ဆနဂုတ္တသုံးပါရှေဝယေနဒွါယနေတိတောခွာဟံကိစ္ဆနလောကောယေဘုယေနအဋ္ဌိတာစေဝနဋ္ဌိတာသာကိစ္ဆနဂုတ္တယဟန်ကမြတ်စွာဘုရားကိုလျှောက်တာရှင်ဘုရားသမ္မာဒိဋ္ဌိမှန်ကန်တဲ့အမြင်ဆိုတာဘယ်ဟာခေါ်တာတော့ဆိုမြတ်စွာဘုရားလောကလူတွေဟာတဲ့အယူဆနှစ်ရပ်ပေါ်မှာမိတီးနေကြတယ်အယူဆနှစ်ရပ်ဆိုတာဘာတော့အဋ္ဌိတာနဲ့နတ္ထိတာထာဝရရှိခြင်းနဲ့ထာဝရပြတ်ဆဲခြင်းထာဝရရှိခြင်းကတတ္တတထာဝရပြတ်ဆဲခြင်းကဥစ္စေတအဲ့ဒီနှစ်ခုအယူဆွဲနဲ့လောကကြီးကယက်တည်နေတာဖြစ်တယ်အဲ့ဒါကြောင့်မြတ်စွာဘုရားပရိစ္ဆေသမုပ္ပါဒ်ကိုဟောလိုက်တာအဲ့ဒီနှစ်ခုစလုံးကမှားနေတယ်ပရိစ္ဆေသမုပ္ပါဒ်အနုလောမပရိစ္ဆေသမုပ္ပါဒ်ကိုဟောလိုက်ခြင်းအပြင်ထာဝရပြတ်ဆဲတယ်ဆိုတာမဟုတ်ဘူးအကြောင်းရှိရင်ဖြစ်မှာပဲဒီခံရချက်သိလားတခါပฏิလောမပရိစ္ဆေသမုပ္ပါဒ်ဟောတာထာဝရတည်မြဲတယ်ဆိုတာမဟုတ်ဘူးအကြောင်းချုပ်လို့ရှိရင်အကျိုးဟာချုပ်သွားတယ်ဒါပရိစ္ဆေသမုပ္ပါဒ်နဲ့အဲ့ဒီထာဝရရှိခြင်းထာဝရပြတ်ဆဲခြင်းဆိုတဲ့သတ္တရဒိဋ္ဌိနဲ့ဥစ္စေတဒိဋ္ဌိကိုရှင်းတာပဲအမှန်တော့မြတ်စွာဘုရားအဲ့ဒါဟောဒါကြောင့်ပရိစ္ဆေသမုပ္ပါဒ်ဒီအဲ့ဒီနှစ်ခုကိုမကပ်ဖဲနဲ့အဲ့ဒီနှစ်ခုအစွန်းတစ်ဖက်ကိုရှောင်ပြီးတော့အလဲဘဝကနေဟောသွားတာအဲ့တော့တဏှာဒိဋ္ဌိအမြင်မရှိတဲ့ပုဂ္ဂိုလ်တယောက်ဟာရှုံးနန္ဒမသူ့ဘာသူအကြောင်းရှိရင်ဖြစ်နေတယ်အကြောင်းမရှိရင်မဖြစ်ဘူးဆိုတဲ့ဒီအမြင်ဖြင့်သတ္တရဒိဋ္ဌိဥစ္စေတဒိဋ္ဌိဆိုတဲ့နှစ်ခုလုံးကိုရှောင်ကျဉ်နိုင်တယ်အဲ့ဒါလို့ရှောင်ကျဉ်မှမှန်ကန်တဲ့အမြင်ရှိပြီးတော့ရှင်တဲ့နှလုံးထဲမှာအေးချမ်းတဲ့အနေအထားမျိုးရမယ်လို့ဆိုတာနော်နောက်တစ်ခုကတော့တံပြူမိဥပတန္တောတိကာမေတုအနပိခိနခန္ဓာတတနဝိသန္တိအတရိသောဝိတတိကံနောက်ထပ်အဖြေတစ်ခုမှဥပတန္တဆိုတာရသောဖြင့်ဒီစကားလုံးကဥပတန္တဆိုတာရှင်ထဲမှာကိလေသာမရှိလို့ငြိမ့်နေတဲ့ပုဂ္ဂိုလ်ပြောတာနော်ငြိမ့်သက်အေးချမ်းတဲ့ဆိုတဲ့ပုဂ္ဂိုလ်ဟာကိလေသာရှိနေရင်ငြိမ့်သက်အေးချမ်းတာမဖြစ်နိုင်ဘူးဒါကြောင့်မို့အဆင့်မြင့်ဆုံးကိုယူတဲ့အခါကျတော့ယဟန္တာပုဂ္ဂိုလ်ပဲဥပတန္တဆိုတာယဟန္တာပုဂ္ဂိုလ်ကိလေသာတွေကင်းသွားပြီဆိုမှဒီအနေထားမျိုးရနိုင်တယ်တံပြူမိဥပတန္တောတိငါဒီလိုပုဂ္ဂိုလ်မျိုးကိုတဲ့ဥပတန္တဒ
ကယ်စိတ်နှလုံးအေးချမ်းတဲ့ပုဂ္ဂိုလ်လို့ငါဟောတယ်ဘယ်လိုပုဂ္ဂိုလ်တော့ဆိုတာရှေ့ကပြောလာခဲ့တာတွေရောအပါဝင်ကာမေတုအနပိခိနံနှစ်သက်စရာအာယုန်ဒီကိုငဲ့ကွက်တက်တာချင်းကင်းတဲ့ပုဂ္ဂိုလ်ဟုတ်တယ်လောကလူတွေဟာနှစ်သက်စရာအာယုန်တွေ့ရင်မနေနိုင်ဘူးလေနှစ်သက်စရာအာယုန်တွေ့ရင်တွေ့တာကြတယ်နှစ်သက်ကြတယ်ဆွဲလန်းကြတယ်အဲ့ဒါကာမေတုအနပိခိနံတွေ့တာစရာကောင်းတဲ့အာယုန်ဒီပေါ်မှာလုံးဝငဲ့ကွက်ခြင်းမရှိဘူးဆိုတာမတွေ့တာတော့ပြောတာကာမဆိုတာဆင့်ဆွဲလဲရှာပြောစရာကောင်းတယ်ကြိုက်စရာကောင်းတယ်နှစ်သက်စရာကောင်းတယ်လိုချင်စရာကောင်းတယ်ဒါကာမထိဆိုင်ရရေဘောဆိုလိုချင်စရာကောင်းတဲ့အရာတွေလူတွေရဲ့အကြိုက်တွေ့တဲ့အရာနော်စိတ်ထဲမှာခြေနှက်စရာအကြိုက်တွေ့တဲ့အရာတွေကိုကာမလို့ခေါ်တယ်အဲ့ဒီကာမတွေနဲ့တွေ့လိုက်ရင်ကာမတွေဆိုတာဘာတော့ဆိုရင်မျက်စိနဲ့မြင်တဲ့အဆင်းနားနဲ့ကြားရတဲ့အသံနှာခေါင်းနဲ့နှမ်းရှူရတဲ့အနံ့လျှာနဲ့လျှရတဲ့ရတာခန္ဓာကိုယ်နဲ့ထိတွေ့ရတဲ့ထိတွေ့လူတွေဟာနေစဉ်နဲ့အများအဲ့ဒီပုံမှာဆွဲလန်းနေတာပဲလေအဲ့ဒီပုံမှာဆွဲလန်းနေအဲ့ဒီဆွဲလန်းစရာအာယုန်တွေကိုမငဲ့မကွက်ဖယ်ရှားနိုင်တယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာမှစိတ်နှလုံးအေးချမ်းတဲ့ပုဂ္ဂိုလ်ဖြစ်မယ်မဖယ်ရှားနိုင်ဘူးဆိုရင်စိတ်နှလုံးအေးချမ်းတဲ့ပုဂ္ဂိုလ်ဖြစ်နိုင်ဘူးတဲ့ကန္ထာတတ္တနဝိသန္တိကန္ထာဆိုတာထုံးဖွဲ့ထားတာအထုံးတခါတလေကျိုးခိုင်အောင်ခြိထားတဲ့အခါကျအဲ့ဒီအထုံးကိုဖြေဖို့တားခက်တယ်လူတွေမှာလည်းပဲအဖြေရခက်တာပါတော့လူချင်းတတ်မဲ့တဲ့တဏှာဟာအဖြေရခက်တယ်နော်လူချင်းနေတဲ့တဏှာဟာဘယ်တော့မှဆွဲလန်းနေဆွဲလန်းလို့ဖယ်ရှားဖို့ဆိုတာစိတ်နှလုံးထဲကနေဖယ်ရှားပြစ်ဖို့ဆိုတာသိခဲတယ်ကျိုးထုံထားသလိုပဲဘယ်အစဖြေရမှမသိအောင်အထုံးအဖွဲ့ကြီးဖြစ်နေတယ်အဲ့ဒါကိုခန္ဓာလို့ခေါ်တယ်အဘိဇာကာယခန္ဓာလောဘဆိုတဲ့တရားဟာဖြည့်ရှင်းပြဖို့ခက်တယ်လူတွေရဲ့စိတ်နှလုံးထဲမှာထုံထားတဲ့အထုံးကြီးပဲလွယ်လွယ်ကူကူနဲ့ဖြည့်လို့တော့ရမှာမဟုတ်ဘူးအဲ့ဒါကြောင့်မို့ကန္ထပြပါတော့ကာယခန္ဓာလူတယောက်ကိုမုန်းပြီဆိုရင်လည်းဖြည့်ရခက်တယ်အဲ့တော့လူတယောက်ကိုချစ်ပြီဆိုရင်လည်းဖြည့်ရခက်တယ်ပစ္စည်းဥစ္စာတစ်ခုပေါ်မှာလိုချင်ပြီဆိုလည်းဖြည့်ရခက်တယ်မုန်းတီးပြီဆိုရင်လည်းဖြည့်ရခက်တယ်အဲ့ဒါအဘိဇာကာယခန္ဓာပြပါရကာယခန္ဓာအဲ့ဒါတွေကအဖြေခက်တဲ့ဟာတွေနောက်တစ်ခါသီလပဋ္ဌပရမသောကာယခန္ဓာအကျင့်တရားနဲ့ပတ်သက်ပြီးတော့တန်တရားကလွတ်တယ်လို့ဆွဲလန်းတဲ့ဒိဋ္ဌိအဲ့ဒီအယူဆွဲလန်းမှုကလည်းပဲဖြေရအမတမခက်တယ်ဣဒံသစ္စာပိနိဝေသောငါဟာသာအမှန်တခြားယူဆတွေမှားတယ်ဆိုရယ်ဒီအတွေ့ဟာလည်းဖြေရခက်တယ်အတော်နဲ့ဖြေနိုင်တာမဟုတ်အဲ့တော့အဖြေရခက်တဲ့တရားတွေကဘာတွေတော့ဆိုရင်လောဘရဲ့ဒေါသရဲ့ဒိဋ္ဌိအဲ့ဒီသုံးခုပဲလောဘဒေါသဒိဋ္ဌိဒီသုံးခုကိုယ့်ရင်ထဲမှာရှိနေပြီဆိုရင်အလွယ်တကူနဲ့ဖယ်လို့မရအောင်ချိုးနဲ့ထုံးထားတဲ့အထုံးကြီးလိုပဲဒီအထုံးကြီးကိုဖြေအောင်ဖြေဖို့ဆိုတာတော်ခက်တယ်လို့ဒါပြောတာနော်အဲ့ဒီအထုံးကိုဖြေနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ခန္ဓာတတ္တနဝိသန္တိလောဘတွေဒေါသတွေဒိဋ္ဌိတွေဆိုတဲ့စိတ်ထဲနှလုံးထဲမှာထုံးဖွဲ့ထားတဲ့ကန္တတရားတွေမရှိရဘူးအဲ့ဒါမှစိတ်နှလုံးအေးချမ်းမယ်လို့ပြောတာအတရိသောဝိတ္တိကံဝိတ္တိကဆိုတာဆွဲလန်းပြီးတော့တတ်မဲ့နေတဲ့တဏှာအဲ့ဒီတတ်မဲ့နေတဲ့တဏှာကိုလည်းပဲဖယ်ရှားနိုင်ရမယ်အဲ့တော့ဒီတရားတော်မှာကြည့်လိုက်ပဲဆိုလို့ရှိရင်ကာမေစုအနာပိခိနံဆိုတာလေကာမဂုဏ်ပေါ်မှာတွေ့တာမှုကင်းတာကိုပြောတယ်အတရိသောဝိတ္တိကံဆိုတာလေတွေ့တာတဲ့တဏှာကိုဖယ်ရှားတာပြောတယ်ခန္ဓာတတ္တနဝိသန္တိမှာလည်းတဏှာပါတယ်အလုံးဟာ
ကိလေသာတွေထဲမှာအဆိုးဆုံးကတဏှာဖြစ်နေတယ်နော်တဏှာကိုပဲမြတ်စွာဘုရားဒီအဖြစ်ထဲမှာထည့်ပြီးတော့အမျိုးမျိုးဖြည့်ရှင်းပြီးတဏှာအဆိုးဆုံးပေါ့သစ္စာလေးပါးထဲမှာကြည့်ရင်ဒုက္ခသမုဒယဆိုသူ့ပဲကောင်းတက်လိုက်တာပဲလေဒုက္ခကိုထုတ်လုပ်တာသူ့ပဲလေတဏှာသမုဒယောဘဝေတဏှာဟာအဆိုးဆုံးဖြစ်လို့အဲ့တော့တဏှာရှိနေသည်သမျှကာလပတ်လုံးဘယ်တော့မှမငြိမ်းချမ်းဘူးလို့ဆိုလိုတယ်အဲ့တော့ပေါင်းပြီးတော့ဖြေလိုက်တဲ့အခါလိုချင်စရာအာယုများ၌တွေ့တာငက်ကက်မှုကင်းသူလောဘဒေါသဒိဋ္ဌိအထုံးအဖွဲ့မရှိသူတဏှာကိုလွန်မြောက်အောင်ကျင့်နိုင်သူကိုမှဥပတန္တတကယ်စိတ်နှလုံးအေးချမ်းသူလို့ဆိုရမှာဖြစ်တယ်တဲ့မြတ်စွာဘုရားဒီလိုဟောလိုက်တာနော်ဖြေလိုက်တာအဲ့တော့ပြောမယ်ဆိုရင်တော့ဒီကိလေသာတွေထဲမှာတဏှာကိုပဲဖယ်ရှားဖို့အဓိကထားပြီးတော့ဟောနေတဲ့သဘောပဲနောက်ထပ်ဆက်ပြီးတော့ဖြေတဲ့အခါမှာဘာတွေဖြေတော့ဆိုနတ္တတပုဒ္ဒပတောခိတံဝဋ္ထုံစဝိဇ္ဇတိအတ္တဝါပိနိရတ္တဝါနတ္တသမေဥပလမတိဒါတော့ပို့ပြီးတော့ထင်ရှားတာတွေဒါတွေတော့လူတွေနဲ့ပို့ဆိုင်အောင်ဆိုင်တဲ့သဘောရှိတယ်ပေါ့နော်နတ္တတပုဒ္ဒဆိုတာမိသားစုသားတွေသမီးတွေအိမ်တော်ဘက်နဲ့သားသမီးမရှိဘူးနတ္တတပုဒ္ဒပတောတဲ့အိမ်တော်ဘက်နဲ့သားသမီးမရှိတဲ့လူအိမ်တော်ဘက်ရှိတဲ့သားသမီးရှိတယ်ဆိုရင်တော့ငြိမ်းချမ်းတဲ့ပုဂ္ဂိုလ်ဖြစ်နိုင်ဘူးပေါ့နော်စိတ်နှလုံးအေးချမ်းမှုဆိုမဖြစ်နိုင်ဘူးတဲ့အဲ့ဒါကြောင့်မို့အိမ်တော်ဘက်နဲ့သားသမီးမရှိသူကျွဲနွားမရှိသူဒါတော့လူတွေနဲ့ပို့ဆိုင်နေဒီတရားနော်ပတဝောဆိုကျွဲတွေနွားတွေမွေးထားတယ်ခိတံဝဋ္ထုံစဝိဇ္ဇတိခိတဆိုတာလေဝဋ္ထုဆိုတာယာလေကစဘာဆိုင်တာယာကပဲဆိုင်တာတိနတ်နေဆိုင်တာအဲ့တော့လေယာနှစ်ခုဆိုလိုတာကအိမ်တော်မဲနဲ့သာသမီကျွဲနွားမရှိလဲမရှိယာမရှိအဲ့ဒါလို့တွေ့တာစရာမရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ငါသည်ထာဝရမြဲသည်ဟု၎င်းငါသည်ထာဝရပျက်စီးသည်ဟု၎င်းတတ္တအယူဝါဒဥစ္စေရအယူဝါဒမရှိသူဖြစ်ရမယ်အဲ့ဒါမှငြိမ်းချမ်းတဲ့ပုဂ္ဂိုလ်ဖြစ်မယ်ဒီမှာလည်းပဲဥတည်ပြောတာပါတော့ဆိုတဏှာနဲ့ဒိဋ္ဌိပဲဒီမှာနော်တော့လောကကြီးမှာလှည့်ပြီးတော့ပတ်ခွေနေတဲ့လူတွေကိုလှည့်ပြီးဒုက္ခပေးနေတာတဏှာနဲ့ဒိဋ္ဌိပဲလေငါလို့တွေးတာဒိဋ္ဌိငါဟာလို့တွေးတာတဏှာသူတို့နှစ်ခုအကြောင်းပဲရှင်းပြနေတာမြတ်စွာဘုရားရှင်နနံဝိစ္ဆုပုထုဆနာအထောသမနပြမနာတန်တတအပုရခတံကတ္တဝတတ္တမဝါဒေတုနေစတိအများနဲ့သမဏပြမနာများကပြစ်တင်ပြောဆိုเสียဖြစ်တဲ့ကိလေသာဥဆောင်မှုမရှိ၍ကဲ့ရဲ့ပြစ်တင်မှုကြောင့်တုံ့လို့ခြင်းမရှိသူအဲ့တော့လောကမှာအပြစ်တင်ခံရတာတို့ကဲ့ရဲ့ခံရတာတို့ကြောင့်လူတွေဟာစိတ်နှလုံးလှုပ်ရှားတယ်ဒါပေမဲ့လူတိုင်းဟာဘုရားတောင်းမှမလွတ်ဘူးပြစ်တင်မှုကဲ့ရဲ့မှုကတော့ရှိတယ်သို့တော့ကဲ့ရဲ့ပြစ်တင်မှုကဲ့ရဲ့ပြစ်တင်စရာအကြောင်းတကယ်ရှိသလားဆိုမရှိပေမဲ့လူတွေကကဲ့ရဲ့တတ်တယ်ပြစ်တင်တတ်တယ်ပေါ့နော်အခုကတော့ကဲ့ရဲ့ပြစ်တင်စရာတွေအကြောင်းရှိလို့ကဲ့ရဲ့ပြစ်တင်ခံရမှုကြောင့်ခံရတဲ့အခါလူတွေဟာစိတ်နှလုံးတုန်လှုပ်တတ်ကြတယ်ကိုအပြစ်တင်နဲ့ကဲ့ရဲ့တဲ့ဆိုရင်မကြိုက်ကြဘူးစိတ်နှလုံးတုန်လှုပ်အဲ့ဒါဘာကြောင့်မကြိုက်တာတော့ဆိုကိလေသာတွေမကင်းသေးလို့ပဲလို့သူတို့ဆိုလို့တယ်ပေါ့နော်အများနဲ့သမဏပြမနာများကဖြစ်တင်ပြောဆိုเสียဖြစ်တဲ့ကိလေသာဥဆောင်မှုမရှိလို့ကိတင်ပြောဆိုမှုကြောင့်တုံ့လို့ခြင်းမရှိဘူးအဲ့တော့ကိလေသာမရှိဘူးဆိုရင်ဘယ်လိုပဲဖြစ်တင်မြတ်စွာဘုရားကိုလာပြီးတော့ဘယ်လိုပဲဆဲဘယ်လိုပဲဖြစ်တင်မြတ်စွာဘုရားမတုံ့လို့ဘူးမ
မတုံလို့တာပါတော့ယင်ထဲကလောဘဒေါသစတဲ့ကိလေသာတွေမရှိလို့ပဲငါကိုပြစ်တင်တယ်လို့မတွေးဘူးငါလို့လည်းမတွေးဘူးငါလို့လည်းမတွေးဘူးမတွေးသည့်အတွက်ကြောင့်အပြစ်တင်မှုနဲ့ပတ်သက်ပြီးတော့စိတ်နှလုံးတုန်လို့တာမရှိဘူးတဲ့မမောမှုမရှိဘူးတဲ့ဒါလည်းတဏှာကိုပြောတာတဏှာကင်းတာကိုပြောတယ်မမောမှုမရှိတဲ့ပုဂ္ဂိုလ်အမစ္စရိငါသာသုံးမယ်ဆိုတဲ့ငါအတွက်သာဆိုတဲ့မစ္စရိယကင်းတဲ့ပုဂ္ဂိုလ်ဖြစ်မယ်နာဥဒ္ဒေတုဝရတိမုနိနော်ကိုယ်ရဲ့တာတဲ့ပုဂ္ဂိုလ်ဆိုတာလည်းမတွေးဘူးနာသမေတုငါနဲ့တူတယ်လို့လည်းမတွေးဘူးနာဩမေတုငါရဲ့ညံ့တယ်ဆိုတဲ့မာနအတွေးလည်းမရှိဘူးဆိုလိုတာကဒိဋ္ဌိအတွေးလည်းမရှိဘူးမာနအတွေးလည်းမရှိဘူးဒီအတွေးတွေမရှိတဲ့ပုဂ္ဂိုလ်တယောက်ဟာတုံ့လုံးမှုမရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ညာသောအဖြစ်အဲ့ဒီအတွေးလေးကြောင့်လူတွေဟာတုံ့လုံးခြောက်ခြားကြတာဖြစ်တယ်။ယသလောကေသကနတ္ထိအတ္တဒါသနသောစတိဓမ္မိသုသနာကေစတိသဝေတန္တောတိဩစတိတန္တနဲ့ဥပတန္တတကယ်သူတော်ကောင်းတကယ်စိတ်နှလုံးအေးချမ်းသူဆိုလိုတာလောက၌ကိုယ်ပိုင်ဥစ္စာရှိအောင်မကြိုးစားဘူးကိုယ်ပိုင်ပစ္စည်းမရှိဘူးလို့ပြောရှိနေရင်အဲ့ဒီအတွက်ပူကောင်းပါငါပိုင်တာဆိုမရှိဘူးသူကတော့ယသလောကေတက္ကနတ္ထိရှိအောင်မလုပ်ဘူးများသောအားဖြင့်ကိုယ်ပိုင်ရှိအောင်လုပ်နေကြတာကြိုးစားကြတယ်ကိုယ်ပိုင်ရှိခြင်းညာအဲ့တော့ယသလောကေတက္ကနတ္ထိလောက၌ကိုယ်ပိုင်ဥစ္စာရှိအောင်မလုပ်ဘူးမရှိတော့လဲမပူဘူးအဲ့တော့လူကမရှိရင်ပူတယ်ဒါမှမဟုတ်ရှိအောင်လုပ်တယ်ကိုယ်ပိုင်မရှိရင်စိတ်ကပူတယ်ကိုယ်ပိုင်ရှိအောင်လုပ်တယ်အဲ့တော့တကယ်စိတ်နှလုံးအေးချမ်းတဲ့ယဟန္တာပုဂ္ဂိုလ်သူတော်စင်နေကြတော့ကိုယ်ပိုင်ဥစ္စာရှိဖို့လည်းမကြိုးစားဘူးမရှိရင်လည်းမပူဘူးဓမ္မေသုသနာကိစ္စတိတရားဓမ္မတွေနဲ့တရားဓမ္မသဘာဝတရားတွေအပေါ်မှာငါဟာဆိုတဲ့အတွေးနဲ့လည်းမချင်ကပ်ဘူးတဲ့လောကလူတွေဟာယုတ်ကိုယုတ်လို့မသိဘူးနာမ်ကိုနာမ်လို့မသိဘူးမသိဘဲနဲ့ငါဆိုတဲ့အမြင်နဲ့ချင်ကပ်တယ်ငါဟာဆိုတဲ့အမြင်နဲ့ချင်ကပ်တယ်နော်ကိုပြန်စစ်ကြည့်ကိုစစ်ကြည့်ကိုမှရှိတဲ့ရှုံးတဲ့နာမ်ဒီနှစ်ခုပဲရှိတယ်အဲ့ဒီယုံနဲ့နာမ်နှစ်ခုကိုပဲငါဆိုတဲ့အတွေးနဲ့ကြည့်တယ်ငါဟာဆိုတဲ့အတွေးနဲ့ကြည့်တယ်အဲ့ဒါတဏှာဒိဋ္ဌိရဲ့အမြင်လို့ပြောတယ်တဏှာဒိဋ္ဌိရဲ့အမြင်ဒီတကယ်မရှိတာကိုသွားမြင်နေတယ်လို့ပြောတယ်ရုပ်ဟာရုပ်သားဖြစ်တယ်နာမ်ဟာနာမ်သားဖြစ်တယ်ငါလည်းမဟုတ်ဘူးငါဟာလည်းမဟုတ်ဘူးအဲ့လိုဆိုလို့တယ်ပေါ့အဲ့တော့တရားဓမ္မများအပေါ်မှာတဏှာဒိဋ္ဌိအမြင်ဖြင့်မချင့်ကပ်ဘူးတဲ့အဲ့ဒီလိုဘယ်ရာကိုမှငါဟာလို့လည်းမတွေးဘူးနော်ငါဟာလို့လည်းမတွေးဘူးမရှိလို့လည်းစိတ်ပပူအဲ့လိုမပူတဲ့အပြင်တဘာဝတရားတွေပေါ်မှာငါဟာဆိုတဲ့အမြင်နဲ့ချင့်ကပ်မှုမရှိဘူးဆိုတာလုံးဝတဏှာဒိဋ္ဌိကင်းစင်တယ်လို့ပြောတာတဏှာနဲ့ဒိဋ္ဌိဒီနှစ်ခုကင်းစင်လို့ရှင်ထဲကပူလောင်တဲ့ကိလေသာတွေလည်းအလုံးမရှိတော့ဒါကြောင့်တကယ်တန်တစိတ်နှလုံးအေးချမ်းတဲ့သူတော်ကောင်းဖြစ်တယ်လို့မြတ်စွာဘုရားထိလို့နေမိတဖရာရဲ့အမေကိုပုရဗေဒသုတ်တံမှာအခုလိုအဖြေကတာ13မျိုးဖြင့်ဖြေဆိုလိုက်တာဖြစ်ပါတယ်ဖြေဆိုပြီးတဲ့အဆုံးမှာကရေတသိန်းသောနတ်တိပြမတွေဟာတရားတို့တရားမြတ်ရသွားကြပြန်တယ်ပထမဒီသမ္မာပရိပါဇနိယသုတ်တုံးကရာဂဆရာရှိတဲ့နတ်တွေကလည်းခရေတသိန်းလောက်ချွတ်တန်းဝင်သွားတယ်အခုဒေါသဆရာရှိတဲ့နတ်တွေကလည်းပဲခရေတသိန်းလောက်ချွတ်တန်းဝင်သွားကြတယ်သူတို့ရဲ့ဒီမြတ်စွာဘုရားဟောတဲ့တရားဓမ္မပေါ်မှာနာရင်ရှုမှတ်ရင်နဲ့အခုပြောတဲ့ကိရိတာတွေကိုဖယ်ရှားနိုင်သွားကြတယ်ပေါ့နော်ဖယ်ရှားနိုင်သွားလို့တရားတို့တရားမြတ်ရသွားကြတယ်လို့သူတို့ဆိုတယ်ဒါပုရဗေဒသုတ်ဆိုတယ်ဒုတိယသုတ်တံပြီးသွားပြီပေါ့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မသိခင်ရှိရမယ်အ
အရေးချင်းတွေကိုမြတ်စွာဘုရားဒီမဟာဝနလို့ဆိုတဲ့ကပိလဝဏိကတောအုပ်ထဲမှာနေုံလာပြီနေ့ဆိုတဲ့မဟာသမယနေ့အခါသမယမှာရဟန္တာ900ရဲ့ရှေ့မောက်နတ်မြတ်မာတွေရောက်လာတဲ့အချိန်မှာဒီတရားကိုဟောကြားခဲ့တာဖြစ်ပါတယ်ဒီတရားကိုနာယူမှတ်သားကြရသဖြင့်မိမိတို့တဏ္ဍာမှာရှိနေတဲ့ကိရိတာတွေဖယ်နိုင်အောင်တို့တွေကြိုးစားအားထုတ်နိုင်မှသာလေငြိမ်းချမ်းတဲ့ပုဂ္ဂိုလ်ဖြစ်နိုင်တယ်ဆိုတာကိုယ်စီသိရှိနားလည်ပြီးစိတ်နှလုံးအေးချမ်းသူဖြစ်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း